ဒီနေ့ညနေ4 နာရီမိနစ်50ခန့်မှာလဲ BNI အမည်ခံအဖွဲ့မှအဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါနဲ့၎င်းတို့ရဲ့မိသားစုဝင်များဟာလက်နက်မျိုးစုံ6လက်နဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူစကိုင်းတိုင်းဒေသဒေါ်လာရင်းမှာလူသိများခဲ့တဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNI ကောင်းဆောင်ပုံနဂါဟာ2026ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာလက်နက်ခဲယမ်းတွေနဲ့အတူစစ်တပ်ထံကိုတွားရောက်ပူးပေါင်းခဲ့တယ်လို့စစ်တပ်ပိုင်းမီဒီယာတွေကနေထုတ်ပြန်ထားပါတယ်။ BNI ရဲ့ကောင်းဆောင်ဖြစ်တဲ့ဘုံနဂါခေါ်ကိုနိုင်လင်းဟာစကိုင်းတိုင်းပလိမြို့နယ်အတွင်းကစစ်တပ်စခန်းတစ်ခုစီကိုဆက်သွယ်ပြီးလက်နက်6လက်နဲ့ဆက်ဆက်ပစ္စည်းတွေနဲ့အတူတွားရောက်ပူးပေါင်းခဲ့တာလို့စစ်တပ်ဘက်ကဆိုပါတယ်။ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်အဖွဲ့ဟာစကိုင်းတိုင်းရင်းမာပင်ခရိုင်ပလိမြို့နယ်မှာအခြေစိုက်တဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ဘုံနဂါဦးဆောင်တဲ့ PNRA ဟာမြန်မာတော်ဝင်နဂါတပ်တော် MRTA မှာအမည်ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံမဟုတ်ပဲတီးခြားရည်တည်နေတဲ့တော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။ဘုံနဂါရဲ့ PNRA တပ်ဟာဒေသခံပြည်သူတွေကိုဖိနှိပ်ဆက်ဆံမှုအပါအဝင်တခြားရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဆိုတဲ့ဆွဲချက်တင်ခံချရတာဖြစ်ပါတယ်။ရမပင်နဲ့ပလဲနယ်ပင်မှာဗမာအမျိုးသားတပ်မတော် PNRA အဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါအပါအဝင်သူ့ရဲ့လက်အောက်ခံတွေဟာရမပင်ခရိုင်တရင်တောင်းတပ်ဖွဲ့ဝင်မင်းထက်နိုင်ကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်မှုပါကဖရဲဘော်10ဦးကိုကိုထိလက်ရောက်ကျူးလွန်မှုနေဆက်မှုအမျိုးသမီးငယ်2ဦးကိုတငယ်မရိန်းမှုကျူးလွန်မှုဥယျာဉ်နေမြေမှာဆင်မပိုးဤဆန်ကိုတပ်ဖြတ်ခုတ်ထင်မိရှုမှုအန်ယူဂျီကိတ်စခန်းတွေကိုစီးနှင်းပြီးတောင်ဝင်ရှိသူတွေကိုရိုက်နှက်ဖမ်းဆီးမှုတနက်နဲ့လိုက်လံပစ်ခတ်မှုရမပင်ခရိုင်တရင်လေးမှာ PDF ရဲဘော်ကရုံးကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်မှုစတဲ့အမှုပေါင်းများစွာကိုကျူးလွန်ထားတယ်လို့အန်ယူဂျီဖက်ကထုတ်ပြန်ထားပါတယ်။ဆွဲချက်တင်ခရပြီးမကြခင်ရက်ပိုင်းအကြာမှာပဲအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကခရိုင်တပ်ရင်းတပ်ဖွဲ့တွေကနေအင်အားအလုံးရင်တုံးပြီး PNRA တပ်ဖွဲ့စီကိုဖြန့်ကျက်စီးနှင်းမှုတွေလှုပ်လာခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ကတပ်ဖွဲ့တွေနဲ့ဘုံနဂါဦးဆောင်တဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်ဖွဲ့တို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ18ရက်နေ့နက်9:00နာရီဝန်းကျင်ကစပြီးစကိုင်းနယ်ပလဲမြို့နယ်မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။နှစ်ဖက်တပ်ဆက်ဆံရေးကတော့ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကတည်းကတင်းမာခဲ့တယ်လို့ပလဲနယ်အတွင်းမှာ PNRA နဲ့ပကဖကိစ္စခန်းတွေဟာအပြင်းအလန့်စီးနှင်းမှုတွေဖြစ်ခဲ့ပါသေးတယ်။ဖေဖော်ဝါရီလ18ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်ရင်းတွေနဲ့ PNRA တပ်ဖွဲ့တွေကြားမှာ4နိုင်ခန့်အကြာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ NUG ဘက်က PNRA ကိစ္စခန်းတွေကိုစီးနှင်းခဲ့ပြီး PNRA တပ်ဖွဲ့ဝင်တချို့ကိုလည်းဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေနဲ့ဒေသတွင်တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ PNRA တပ်ဖွဲ့ဝင်တချို့ဟာလည်း NUG ဘက်ကိုပတ်ပြောင်းတာတွေရှိတယ်လို့သိရပါတယ်။ဘုံနဂါနဲ့သူ့ရဲ့လက်အောက်ကတချို့သောတပ်သားတွေကတော့ NUG ထံအညံ့မခံပဲဖေဖော်ဝါရီလ18ရက်နေ့မှာစစ်တပ်ထံကိုအခုလိုပဲလက်နက်ချပြီးတွားရောက်ပူးပေါင်းခဲ့တာပဲဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောစကားအရဘုံနဂါကိုစစ်တပ်ဘက်ကရဟတ်ရင်တွေနဲ့တင်ဆောင်သွားတယ်လို့သိရပါတယ်။စီးနှင်းခံနေရတဲ့ဘုံနဂါနဲ့သူ့ရဲ့လက်အောက်ကတပ်ဖွဲ့ဝင်တချို့တွေကိုစစ်တပ်ဟာမွန်လွဲပိုင်း3နိုင်ဝန်းကျင်မှာရဟတ်ရင်2စီးလုပြီးမုံရွာမှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်စီကိုကဲထုတ်သွားတယ်လို့သိရပါတယ်။ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် PNRA ကောင်းဆောင်ပုံနဂါစစ်တပ်နဲ့အခုလိုပူးပေါင်းပြီးရတဲ့နောက်မှာတော့ပလဲနယ်အတွင်းမှာရှိတဲ့ပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကစိုးရိမ်ချက်တွေမြင့်တက်လာနေပါတယ်။ပလဲမြို့ပေါ်မှာခြေကုပ်ယူထားတဲ့စစ်တပ်ဘက်ကလည်းစီးရဲလှုပ်ရှားမှုတွေကိုပုံမပြင်းထန်စွာလှုပ်ရှားလာပါတယ်။ပလဲနယ်မှာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံခရိုင်တပ်ရင်းတပ်ဖွဲ့တွေပကဖចောင်းသားတပ်တော် APSDF ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PRA နဲ့ PNRA တို့လှုပ်ရှားကြတာပဲဖြစ်ပါတယ်။မကွေးတိုင်းအတွင်းကပုံတောင်ပုံညာဒေသနဲ့ဆက်ဆက်နေတဲ့ပလဲမြို့နယ်မှာစစ်တပ်ကမြို့ပေါ်ရက်ကွက်နဲ့ကန်တောက်အင်မတီမင်းတိုင်ပင်စားတဲ့ကြီးရွာတွေမှာခြေကုပ်ယူထားပြီးတော်လှန်ရေးတပ်ဖွဲ့တွေကတော့ကြီးလက်ဒေသအများစုမှာနေမြေစုမှုထားပါတယ်။သူ့ရဲ့တောင်းပေးကြတဲ့တိုက်ပွဲတိုင်းမှာနိုင်ပါသေးလို့အသက်ရာကျော်ရှိပါသေးလို့အသက်ရာကျော်ရှိတာမရှိတာနောက်ထပ်တိုက်ပွဲတွေမြန်မြန်အောင်ပြီးတော့ဒီနိုင်ငံတော့လွတ်မြောက်စေခြင်းဟုတ်ဒီသူတွေကဒုက္ခအမျိုးမျိုးနဲ့တောမီလောင်ရင်တော့ကြောင့်